ယူရှုံးမယ်လို့ထင်မန်ယူရှုံးမယ်ထင်တယ်အာဆင်နယ်နိုင်မှာပေါ့ဘယ်နှကိုလောက်နဲ့နိုင်မယ်ထင်တယ်အဲ့တော့ conference league လုံးလောက်တော့ရအောင်ယူပါလို့ရအောင်ယူတလုံးတော့ရအောင်ဝယ်တယ်မှာဟုတ်ကဲ့ welcome back ကျွန်တော်က BS ဆိုပါကျွန်တော်ခုရောက်နေတဲ့နေရာကတင်ကန်းကျွန်းမြို့နယ်မှာရှိတယ်ပြည်ထောင်စုပန်းညံမှာဖြစ်ပါတယ်ဒီည Premier League ပွဲရှိရသေးတယ်ဟုတ်အဲ့ဒါကြောင့်ဒီပန်းညံမှာလာရောက်ပန်းဖြည့်တဲ့လူတွေကိုကိုရလက်ခံမှန်းခိုင်းပြီးဆွလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပဲကြည့်ရှုပေးပါဦးမင်္ဂလာပါကိုဒီညကံမယ်လေ Northern Forest နဲ့ Man City ဘယ်သူနိုင်မှန်းထင်တယ်တေရောကြနိုင်လားခံမှန်းပေးရုံပဲအပျော်တမ်းခံမှန်းပေးရုံပဲအပျော်တမ်းပဲထားလိုက်ပါလား Northern Forest နဲ့ Man City Man Cityနိုင်မယ် Man City ဝေးပြန်ဘယ်နှကူလောက်နဲ့နိုင်မှန်းထင်လဲ2စီးလောက်တော့မှာ2စီ C2 ပေါ့နော် Man City ဝေးပြန်ဆိုတော့ C2 ဘယ်သူသွင်းမယ်လို့ထင်တယ်အခုဘက်ကမသိဘူးဟလာအပျော်တမ်းမှခံမှန်းပေးရုံပဲကျွန်တော်တို့ကကိုရလက်ခံမှန်းဆုလက်ဆောင်ပေးစီစဉ်ကပြင်စီစဉ်တင်ဆက်တာကိုကခံမှန်းပေးပြီးသွားဆိုတော့ကျွန်တော်တို့ကအပျော်တမ်းပေါ့နော်နှစ်ခုတည်းတစ်ခုရေးကိုရကြည့်လိုက်တော့မှာအဆုံးရင်လားဆုံးရင်လားကျေးဇူးပါကိုကျေးဇူးပါနော်ကျေးဇူးကိုမင်္ဂလာပါကိုလီဗာပူးနဲ့ဆောက်သက်တန်ဘယ်သူနိုင်မယ်ထင်လဲတေရောကြနိုင်လားမကြည့်ဘူးဟောမဟုတ်ရအပျော်တမ်းခံမှန်းပေးရုံပဲခံမှန်းပေးရုံပဲလီဗာပူးဘယ်နှကိုလောက်နဲ့နိုင်မယ်ထင်လဲ2-0 3-0အလောက်နှစ်ခုတည်းတစ်ခုရွေးမယ်ဆိုရင်ရောလုံးဝအတိအကျ2-0လောက်နဲ့2-0လီဗာပူး2-0နိုင်မှာဟုတ်လားဘာဖန်ရောရှိတာပေါ့ဖန်ကျွန်တော်မန်ယူဒါပေမဲ့မကြည့်ပြီဟုတ်လားဟုတ်ကဲ့ရပါတယ်အဲ့ဆိုကျေးဇူးပါကိုကျွန်တော်ဘက်ကခံမှန်းပေးတဲ့အတွက်စူးလက်ဆောင်လေးပေးခြင်းလို့ပါဒါကျွန်တော်တို့ channel ဝင်ကြည့်လို့ရတယ်ဟုတ်ကဲ့နော်ဒါကြောင့်အကြိုက်ခဲကြောက်စေကိုကောင်းမှုလားဖြစ်ကောင်းခဲ့တာဖြစ်တောက်လို့ရတယ်ဟုတ်ကျေးဇူးပါကိုစပါနဲ့ပိုးမအောင်ဘယ်သူနိုင်မှထင်လဲဒါမှမဟုတ်တေရောကြနိုင်လားစပါနိုင်မှထင်တာပဲဘယ်နှကိုလောက်နဲ့နိုင်မှထင်စပါနဲ့ဘုံမောင်လည်းနည်းနည်းကောင်းနေဆိုတော့1စီးလောက်စပါပိုးမလန်1စီးပေါ့စပါ1စီးလောက်စပါဘက်မှာဘယ်သူသွင်းမှထင်လဲကိုစောင်းမယ်ဆောင်းမယ်ဟုတ်လားအဲ့ကိုကချက်စီဖန်ဟုတ်ချက်စီပါဘာပြောချင်သေးလဲရင်တွင်းခံစားချက်လေးပေါ့ညခံစားချက်ကတော့ဒီနေ့တော့ conference league လုံးလောက်တော့ရအောင်ယူပါလို့ရအောင်ယူတလုံးတော့ရအောင်ဝယ်တယ်မှာဟုတ်ကဲ့ကျေးဇူးပါကိုဟုတ်ကဲ့နောက်ဘက်ကဒါမြတ်တာလက်ဆောင်လေးပါကျွန်တော်တို့ YouTube channel ရှိတယ် Facebook ရှိတယ် TikTok ရှိတယ်တိုင်း subscribe လုပ်ပေးလို့ရတယ်ကျေးဇူးပါကို2000 years later မင်္ဂလာပါမန်ယူနဲ့အာဆင်နယ်ဘယ်သူနိုင်မှထင်လဲဒါမှမဟုတ်တေရောကြနိုင်လားမန်ယူရှုံးမယ်လို့ထင်မန်ယူရှုံးမယ်ထင်တယ်အာဆင်နယ်နိုင်မှာပေါ့ဘယ်နှကိုလောက်နဲ့နိုင်မယ်ထင်လဲနှစ်ကူလောက်နှစ်ကူတဲ့ဘယ်နှကိုနှစ်ကို C2 2-0ပေါ့နော် C2 အမအဖန်ရှိလားဘာဖန်ရှိလားဘာအသင်းကြိုက်လဲမသိဘူးအဲ့လိုတော့မသိဟုတ်ကျေးဇူးပါကျွန်တော်ဘက်ကကိုရလက်ကမှဆုလက်ဆောင်ပေးအစီအစဉ်ဒါမကံပေါ့နော်မရက်ကံပေါ့ကြိုက်တယ်ရေးလို့ရတယ်အနောက်မှာပါစားဘယ်လောက်လဲပါတယ်ပါ9000ကျက်တယ်9000ကျက်ကျန်းတယ်နော်ဒီဘက်မှာအကြိုက်ခဲပြောက်စီမ9000ကျက်ကန်လို့ပါမကန်ရကျန်းတယ်နော်ကျေးဇူးပါကျွန်တော်ဘက်ကမြတ်တာလက်ဆောင်လေးပါဒါကျွန်တော်တို့ရဲ့ဟိုက YouTube channel ရှိရ Facebook TikTok ဝင်ပြီး subscribe လုပ်ပြီးလို့ရတယ်နော်ကျေးဇူးပါအမအောက်ဆက်လေးပြန်ယူပါလိုက်ဟုတ်ကျေးဇူးပါ Bradford နဲ့ Aston Villa ဘယ်လိုနိုင်မှန်းထင်လဲတေရောကြနိုင်လားBradford ပဲတယ်ဟုတ်လား Bradford ဘယ်နှကိုလောက်နဲ့နိုင်မှန်းထင်လဲမန်ကြည့်လိုက်မယ်နှစ်ကိုပေါ့နော်အတူစီပေါ့ဟုတ်လားဟုတ်ကျေးဇူးပါအမဘောလုံးပွဲရောကြည့်ဘူးတခါမှမကြည့်ဘူးအတိတဲ့နာမည်ရရှိတာတင်းနာမည်မန်ယူနဲ့ချက်စီမန်အားရမသိဘူးပေါ့အားရမသိတော့နော်ဟုတ်ကျေးဇူးပါအမကျွန်တော်တို့ page လေးကို like and subscribe လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်နော်တရားလေး YouTube မှာလည်းရှိရ Facebook မှာလည်းရှိရ TikTok မှာလည်းရှိတယ်ဒါအကြိုက်ခဲပြောက်စီကောင်းခိုက်တယ်လို့ပါသူကောက်လို့ရတယ်ကျေးဇူးပါအမဟုတ်ကဲ့ပါထူးဆန်းလေးဖြစ်သွားအောင်နောက်ဆုံးပွဲစဉ်ဖြစ်တယ်ဝဟန်နဲ့ Newcastle ပွဲကိုကျွန်တော်ပဲခံမှန်းပေးလိုက်မယ်ဝဟန်နဲ့ Newcastle က C2 လောက်သွားမယ် Newcastle ဘက်က2ဝဟန်ဘက်က C Newcastle ဘက်က SK နဲ့ကိုရန်တော့တွင်းမယ်ကျေးဇူးပါ